ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားတက်ဆိုးဆိုရဲမြန်မာစကားပုံလေးကိုအင်္ဂလိပ်လို out of the frying pan into the fire out of the frying pan into the fire ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားတက်ဆိုးဆိုလိုတာကကြတော့ကိုကခက်ခဲရောက်နေလို့ဒုက္ခဖြစ်နေလို့တယောက်ယောက်ကိုကူညီသွားတောင်းတာသူလှုပ်လိုက်ခါကြမှာကိုယ့်ရဲ့အခြေအနေတွေကပို့ပြီးတော့ဆိုးသွားတာပေါ့နော်အဲ့လိုမျိုးအခြေအနေရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က out of the frying pan into the fire ဆိုပြီးကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ကကျွန်တော်တို့ကဒီစကားပုံလေးကိုစကားပြောတဲ့အခါမှာဘယ်လိုမျိုးထည့်ပြီးတော့ပြောလို့ရလဲဆိုရင်ဥမာငါအကူကြီးလိုနေလို့ခက်ခဲဖြစ်နေလို့ငါဦးလေးကငါ့ကိုကူညီမယ်ထင်ပြီးသူ့ကိုကူညီသွားတောင်းလိုက်တာသူလောက်ခါကြမှာငါရဲ့အခက်အခဲတွေကပို့ပြီးတော့ဆိုးသွားတော့တယ်ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားတယ်ဆိုဖြစ်နေတယ်အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် I thought my uncle would help me but he made things worse it was out of the frying pan into the fire I thought my uncle would help me, but he made things worse. It was out of the frying pan into the fire. ငါဦးလေးကငါ့ကိုကူညီမယ်ထင်ပြီးတော့သွားကူညီတောင်းလိုက်တာသူလည်းလိုက်ခါကြမှာပဲငါအချိန်တွေကပို့ပြီးတော့ဆိုးသွားတော့တယ်ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကကြားထက်ပိုဆိုးသွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒီစကားပုံလေးကိုကျွန်တော်တို့စကားပြောတဲ့အခါမှာဒီလိုမျိုးလေးထည့်သုံးလို့ရတယ်ဆိုတော့ကျွန်တော်တို့ကဒီစကားပုံလေးကိုစကားပြောတဲ့အခါမှာထည့်သုံးချင်တယ်ဆိုလို့ရှိရင် out of the frying pan into the fire ကြားကြောက်လို့ရှင်ကြီးကိုကြားထက်ဆိုပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်